ဆန်းဆိုင်ရတော့ဗာဆဆ19ဘတ်ဆိုပြီးတော့တစ်တော်မှတွေ့တော့သွားစားဖြစ်တဲ့ဆိုင်ပေါ့နော်မင်းမျိုးကတော့တော်တော်စုံတယ်ဒါပေမဲ့သူကအကျော်တွေကတော့19ဘတ်နဲ့မရဘူးအေးကတော့2မျိုးပဲရတယ်ပေါ့နော်သူကလာမပေါင်းပေးရတာမသိဘူးတစ်ခါမှပြီးနည်းကြတော့ဆောင်းရတယ်အချင်းကတော့နှစ်ခုပေးရပေါ့နော် sauce နဲ့နောက်တစ်ခုကဟိုအညူရောင်စောငင်းပြားကြီးလှုပ်ချင်လိုက်တာဒါပေမဲ့မဟုတ်ဘူးသူအရာသာနည်းနည်းချင်တယ်ဒါတော့ Chinese iced tea ပေါ့နော်သူတို့ဆိုင်ကကုတ်နေအဲ့ဒါပဲရတယ်ဆိုအဲ့ဒါပဲမှလိုက်ပါတယ်ဒိတ်နေရမဟုတ်ပဲတယောက်တည်းစားနေအောင်ဆိုတော့နည်းနည်းတော့ပေးပွားနေအဓိကမိကြည့်ပေးကြပါရှင်ဒါကတော့ favorite နိုင်လို့ပစုံပေါ့နော်ဒီဘန်ကောက်ရောက်ပြီးအတွင်းမှာဒေဇန်3ဆိုင်ပဲစားဖို့တည်အဲ့ထဲမှာဒီဇိုင်းကိုကြိုက်ဆုံးပဲဘာလို့လဲဆိုတော့ဒီဇိုင်းက affordable ဖြစ်တယ် menu ကလည်းရန်ကုန် oriental ဆိုင်လိုမျိုးပဲတော်တော်ဆုံးတယ်ပြီးတော့အရသာတော့ပြောစရာမလိုပေါ့နော်ပြီးတော့သူတို့ဆိုင်မှာဟော့ပေါ်လဲရသေးရပေါ့နော်ပိုးရှင်းကတော့နည်းနည်းသေးရအဲ့နေ့ကတက်ဆစားပြီးတော့စားရတော့မှတယောက်တည်း15ပေါင်လောက်စားဖြစ်သွားတယ်ဆိုင်က24နာရီဖွင့်တာဆိုတော့ညဘက်မှာ AC သွားစားလဲအဆင်ပြေရရေးကြီးဆုံးကတော့ cash ဆောင်သွားမယ် scan လက်ခံမအောင်ဒါကတော့ဆိုင်လိပ်စားပါရှင်အသွားတော့မရိုက်လိုက်ရလို့အပြင်မှာရိုက်ဖြစ်သွားတာပါ If you need time, just take your time. Honey, I get it. Counting the days, how many days till I can see you again?